အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့အိမ်မှာဆက်စားဖြစ်တဲ့ကွေတီယိုต้มยำစစ်ဆက်လေးကိုလွယ်ကူစွာနဲ့ပြုလုပ်နည်းကိုလာမျှဝေပေးပါမယ်ရှင်ကွေတီယိုချက်ဖို့အတွက်ပါဝင်ပစ္စည်းလေးကတော့พริกเผาကတော့ငရုတ်သီးအနစ်ပေါ့နော်ต้มยำဟင်းထဲတဲ့အနစ်ဖြစ်ပါတယ်ရှင်ပြီးတော့တံပြတ်တီမေပဲမုံပစွန်စိတ်ကတော့ပစွန်အချောက်ပေါ့နော်ပြီးတော့ငရုတ်သီးမုံဒါလေးကတော့အစာပလာတွေပါဒါကြတော့ပဲပင်ပေါင်းနဲ့ပဲတောင်းရှိကျတူမိတ်နဲ့နာနာပင်ကိုအစင်တင်ပြုတ်ပြထားပြီးပါပြီရှင်အသားကြတော့ဝက်သားတောက်စင်းနဲ့အသားလုံးပဲသုံးပါတယ်ရှင်ဟင်းရည်ပြုတ်ဖို့အတွက်ကတော့နာနာပင်အမင်းတော့ကျတုံဖြူကိုတာပြရိုက်ပေးပါတယ်မုံလာဥဖြူကိုလည်းလီးထားပေးပါမယ်ရှင်ဒါဆိုရင်အစင်တင်ဖြစ်နေပြီဆိုရင်ဟင်းရည်ကိုတည်ပါမယ်ရှင်ဟင်းရည်ကတော့ကိုကြိုက်တဲ့လောက်ထည့်ပါမယ်ရှင်နာနာပင်အမင်းနဲ့ကျတုံဖြူလီးထားတဲ့မုံလာဥဖြူကိုထည့်လိုက်ပါမယ်ရှင်အယက်တာအတွက်ကတော့ကျက်သားမုံသုံးမဟုတ်ဝက်သားမုံလည်းသုံးနိုင်ပါတယ်ရှင်ပြီးရင်ငရုတ်ကောင်းမုံငံပြရည်ကတော့အမပြတဲ့ပုံသုံးပါတယ်ရှင်ပြီးတော့စားနဲ့တကြားထည့်လိုက်ပါမယ်ရှင်အဖုံးအုပ်ပြီးတော့15မိနစ်လောက်တည်ပေးပါမယ်ရှင်15မိနစ်တည်လာပြီးနောက်ဟင်းရည်လဲစူပုလာပြီဆိုရင်အယက်သားမြည်ကြည့်ပါမယ်ရှင်အယက်သားလဲကောင်းပြီဆိုရင်အသားလုံးနဲ့ဝက်သားတောက်စင်းကိုထည့်လိုက်ပါမယ်ရှင်ဝက်သားကမွေပေးပြီးမှထည့်ပါရှင်အလုံးလိုက်ထည့်ရင်အလုံးလေးဖြစ်သွားတပါတယ်ရှင်အသားထည့်ပြီးရင်အဖုံးအုပ်ပေးပါမယ်ရှင်5မိနစ်လောက်ထပ်ပြုတ်ပေးပါမယ်ရှင်ဟင်းရည်ဆူလာပြီဆိုရင်အပေါ်ကအမြုပ်ရှိရင်ခတ်ထုတ်ပေးပါမယ်ရှင်ဒါဆိုရင်ကွေးတီကိုအရေးလေးရပါပြီရှင်စားတော့မယ်ဆိုရင်ခောက်ဆွဲကိုပြုတ်ပေးပါမယ်ရှင်ခောက်ဆွဲပြုတ်တဲ့စိတ်မှာပဲတောက်ရှိနဲ့ပဲပင်ပေါက်ကိုရောပြုတ်ပေးပါမယ်ရှင်ပြီးလို့ရှိရင်ကွေးတီကိုအရေးဆက်ပါမယ်ရှင်အစာပလာတွေအကုန်လုံးတစ်ခါတည်းရောထည့်လိုက်ပါမယ်ရှင်အစာပလာအစုံထည့်ပြီးရင်ကွေးတီကိုအရေးလောင်းထည့်ပေးပါမယ်ရှင်ဒီနေ့ကတော့လုံရတာလဲလွယ်ကူပြီးမြန်ဆန်ပါတယ်အယက်တာလဲကောင်းပါတယ်ရှင်ပဝီပစ္စည်းလဲနဲတယ်ပေါ့နော်လှုပ်စားကြည့်ပါရှင်ပြီးလို့ရှိရင်ခဆွဲပကံပြင်ပါမယ်ရှင်မုံလာဥဖြူထဲအသားလုံးလေးထဲစထားတဲ့အရှင်ရည်လေးကိုလောင်းထည့်ပေးပါမယ်ရှင်နောက်ဆုံးကြတော့ကြက်သွန်စီကြက်နဲ့ကြက်သွန်မိန်နန်နန်ပင်ကိုအုပ်လိုက်ပါမယ်ရှင်ဒါဆိုရင်စင်ဆက်အယက်တာနဲ့ကွေးတီယိုต้มยำရပါပြီရှင်အဆုံးထိကြည်လာပေးတဲ့အတွက်ကျေးဇူးအရန်တင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံတွေ့ကြမယ်နော်